အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ TR United ကျိုးမဲ့ Wi-Fi ကုမ္ပဏီကနေကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်တို့ TR United brand နဲ့တစ်ထွက်ရှိထားတဲ့ကျိုးမဲ့ Wi-Fi ဆက်မျိုးစားအစုံတွေကိုမိတ်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်ဗျကျွန်တော်တို့ TR United brand နဲ့တစ်ထွက်ရှိထားတဲ့ကျိုးမဲ့ Wi-Fi ဆက်လေးတွေကတော့အိတ်ဆောင်ဆက်တွေရှိမယ်တိုင်ပါအိမ်မှာကျွန်တော်တို့ TR United ကျိုးမဲ့ Wi-Fi ကျွန်တော်တို့ TR United brand နဲ့တစ်ထွက်ရှိထားတဲ့ကျိုးမဲ့ Wi-Fi ဆက်မျိုးစားအစုံတွေကိုကျွန်တော်တို့ TR United ကုမ္ပဏီ Limited မှာလက်လီလက်ကားမှာယူရရှိနိုင်နေပြီပဲဖြစ်ပါတယ်ဗျဒါပြင်မှာအာမခံပိုင်းနဲ့ပတ်သက်ပြီးတော့လည်းအာမခံတနည်းတိပေးထားပြတဲ့အကြောင်းမလို့ယုံကြည်စိတ်ချစွာဝယ်ယူသုံးစွဲနိုင်ပါတယ်ဗျအသေးစိတ်ကိုကျွန်တော်တို့ TR United brand နဲ့ထွက်ရှိထားတဲ့ကျိုးမဲ့ Wi-Fi ဆက်မျိုးစားစုံတွေကိုလက်လီလက်ကမှာယူရရှိလို့လည်း customer များအတွက်ကိုကျွန်တော်ခုပြထားတဲ့ကျိုးမဲ့ Wi-Fi ဆက်မျိုးစားစုံတွေကိုလက်လီလက်ကမှာယူလို့ပါကကျွန်တော်ခုပြထားတဲ့ Viber နံပါတ်3999515100ကိုအသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျအားလုံးကိုထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျ